ဝေးကနေထွက်ပေါ်လာတဲ့စူညံတဲ့တစ်ခုကြောင့်ကျောင်းသားတွေဟာအတန်လာရစီကိုကြည့်လိုက်ကြတယ်။ပရန်တယောက်ကတော့ကိုဆန်နီရဲ့ပဲပဲနဲ့တဲထိုးတာကိုခံလိုက်ရပါတယ်။ကိုဆန်နီကလည်းမင်းကိုမင်းဘာလုပ်နေတယ်ထင်လဲဆိုပြီးပရန်ကိုအပီကျွေးလိုက်တာဖြစ်ပါတယ်။ပြီးတော့ညဉ့်ညမ်းနဲ့ပီတာအတန်းကကောင်းနေဆိုပြီးလည်းပြောလိုက်ပါသေးတယ်။ဒီအချိန်မှာဒစီယာကတော့ဆင်မြင့်ရှိရာကိုလှမ်းလာနေပါတယ်။ကိုဆန်နီကမင်းတို့ကောင်းတွေကိုငါယွန်းတယ်။ကိုဆန်နီကဓာတ်ကိုကုန်းကောင်းနေပြီးဒစီယာကတော့အဲ့ဒါကဒီမှာဆွေးနွေးရမယ့်ဟာမဟုတ်ဘူး။ဒီအချိန်မှာကိုဆန်နီကဒစီယာကိုဓာတ်နဲ့ချိန်ရွယ်ပြီးတိတ်ဆန်းမင်းဖေကိုအပြင်းမခံရင်ဒီကနေထွက်သွားဖို့အကြံပေးလိုက်မယ်။ဒစီယာကတော့ပရန်ကိုမေးလိုက်တယ်။မင်းအဆင်ပြေရဲ့လား။ပရန်ကတော့အထိုးခံထားရတဲ့မျက်နှာကိုလက်နဲ့အုပ်ထားပါတယ်။ဒစီယာကတော့ကိုဆန်နီကိုပြောတယ်။မင်းတို့တော်တော်လေးစိတ်ပြတ်မိတယ်။မင်းကအက်ဖာတန်းကကျောင်းသားဖြစ်ပြီးအရှက်မရှိဘူး။ဘီတာတန်းကငါ့လိုကျောင်းသားတွေနဲ့ရင်ဆိုင်ရတာကမင်းရဲ့မာနကိုထိခိုက်လို့လား။ဒီစကားတွေကိုကြားလိုက်ရချိန်မှာတော့ကိုဆန်နီကဒေါသထွက်နေတဲ့မျက်လုံးတွေနဲ့ဓာတ်ကိုတင်းနေအောင်စုပ်ကင်ထားပါတယ်။ဒီအချိန်မှာပဲကိုဆန်နီကရုတ်တရက်ကြီးပရန်ရဲ့ခေါင်းကိုဓာတ်နဲ့ခုတ်ချလိုက်တယ်။ပရန်တယောက်ကတော့မျက်လုံးကိုတင်းနေအောင်ပိတ်ထားလိုက်ပါတယ်။ပရန်တယောက်မျက်လုံးကိုဖွင့်ကြည့်လိုက်သလိုကိုဆန်နီရဲ့အံအားတင်းတဲ့မျက်နှာရှိမှတွေးဆက်ကြနေတဲ့အရာတစ်ခုရှိနေတယ်။ကိုဆန်နီရဲ့ဓာတ်ချက်ကိုဒစီယာကလက်နဲ့ဝင်ခံလိုက်တာဖြစ်ပြီးဒစီယာရဲ့လက်မှာဒဏ်ရာရသွားကတွေးလို့ပင်စီးကြနေပါတယ်။ဒစီယာကဒေါသထွက်စာနဲ့ပြောလိုက်တယ်။မင်းတို့ကိုတကယ်ကြီးရိုက်ဖို့ကြိုးစားတာပဲ။ပရန်ကတော့ကိုဆန်နီရဲ့ကျိုးသွားတဲ့တက်သားတာလင်းထွက်သားရနေရာကိုလှမ်းကြည့်လိုက်တယ်။ကိုဆန်နီကဒစီယာရဲ့လက်ကိုအံအားတင်းတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးသူငါတိုက်ခိုက်တာကိုတားလိုက်တာလား။ငါရဲ့အမြန်နှုန်းကိုတော့သူကမြင်နိုင်တာလား။အဲနောက်ကိုဆန်နီကငါထက်ရိုက်ဖို့ကြိုးစားတော့ဘာဖြစ်လဲ။ဒစီယာကပြောလိုက်တယ်။ဟွန်းတမ်မောကပြီးလို့မင်းနိုင်နေပြီ။မင်းကတခြားဘာတွေလိုအပ်နေသေးလို့လဲ။ပြောဆိုနေရင်ဒစီယာရဲ့အရှိန်အဝါပါတဲ့မျက်ဝန်းတွေကိုရင်ဆိုင်ရချိန်မှာတော့ကိုဆန်နီတယောက်မျက်လုံးပြူကချွေးပင်ဆို့လာပြီးဒီပြစ်ထန်တဲ့အရှိန်ဝါငါရင်ရခံစားဘူးတယ်။အဲနောက်ကိုဆန်နီရဲ့အတွေ့ကအတိတ်တနေရာစီလွင့်ပြန်သွားတယ်။ဘာလို့သားအမှားဖြစ်ရတာလဲ။အဲ့ဒါကသားတို့အိမ်ထဲမှာပတ်သွားနေတဲ့အရက်သားတွေအမှားပဲ။အဲ့အရက်သားတွေကိုရိုက်ခံရဖို့တိုက်တန်တဲ့ဟာသားဘာမှမမှားခဲ့။ကလေးဘွားကကိုဆန်နီကပြန်ပြောနေခြင်းဖြစ်ပြီးစကားမဆုံးသေးခင်မှာပဲထိတ်လန့်နေတဲ့မျက်ဝန်းတွေဖြစ်သွားရတယ်။အဖိုးအတူကကိုဆန်နီကိုအရှိန်အဝါပါတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်နေပါတယ်။လက်တွေ့အဖြစ်ပြက်စီပြန်ရောက်လာစဉ်မှာတော့ကိုဆန်နီကတော်ရင်စိတ်ပြတ်ဖို့ကောင်းတယ်ဆိုပြီးလက်ထွက်သွားသလိုဒစီယာကလည်း professor တွေမရှိလို့မင်းကန့်ကောင်းသွားတယ်လို့ပြောလိုက်တယ်။ကိုဆန်နီကတော့ငါရုံးစရာအရသားတယောက်စီကတင်ကန်းစာပေးတာကိုနားထောင်နေမှုဒီတော့တောက်ပေါက်ပိတ်ထားဒီအချိန်မှာဒစီယာတို့ရှိရာကိုရိုမန်တီကာရောက်လာသလိုစကားတွေလည်းပြောနေတယ်။အဆောက်အဦတစ်ခုရဲ့ခန်းမအတွင်းမှာဒဏ်ရာရနေတဲ့လက်ကိုပတိစီပေးနေပါတယ်။ဒစီယာအစောပိုင်းကရခဲ့တဲ့ဒဏ်ရာဟာပရန်ကပတိစီပေးနေခြင်းဖြစ်ပြီးဒဏ်ရာကတော်တော်နာနေလားလို့လည်းမေးတယ်။ရိုမန်တီကာကတော့ဒစီယာကိုဝင်ပါတော့ကဝင်ပါပြီးအခုမှအော်မနီနဲ့ဟုတ်ပြောကဝင်ငှက်ဆောင်ပွဲတုန်းကသူ့ကိုဖြစ်စေခဲ့တာအတွက်ပြန်ဝှက်လေတာဆိုပြီးရင်မောနေပါတယ်။အဲနောက်မှာတော့ပရန်တယောက်ပတိကိုလှပ်ပတ်တည်သွားစွာစီလိုပြီးတော့ပါတယ်။ဒစီယာကတော့ပတိကိုကြည့်ပြီးပြုံးနေတယ်။ဒီအချိန်မှာပရန်ကသူ့ကြောင့်ဖြစ်ခဲ့ရတာမို့ဒစီယာရဲ့နေ့စဉ်ဘဝကိုထိခိုက်စေမိပြီဆိုတာတောင်းပန်နေပါတယ်။ဒစီယာကတော့ကိုယ့်ဘက်သားကိုဝင်ပါဖို့ဆုံးဖြတ်ခဲ့တာမို့စိတ်ထဲမထားနဲ့လို့ပြောလိုက်တယ်။ပရန်ကတော့အက်ဖာတန်ကလူတယောက်နဲ့လည်းရန်သူဖြစ်စေမိပြီဟုပြောကမျက်ရည်ဝေးလို့နေပါတယ်။ဒစီယာကတော့နှစ်သိမ့်ပေးလိုက်ပါတယ်။အဲနောက်တယောက်နဲ့တယောက်မိမဆက်ရသေးဘူးဆိုကပရန်ကစမိတ်ဆက်လိုက်ပါတယ်။ကျွန်တော်နာမည်ကပရန်ရှိနိုင်တာပါ။ငါနာမည်ကရိုမန်နီကာအဲရိုငါကတော့ဒစီယာအမတ်တည့်ရတာဝမ်းသာပါတယ်မစ္စတာရှိနိုင်တာပရန်ကသူ့ရဲ့ရှေ့နာမည်ကိုခေါ်လို့ရတယ်ပြောပြီးဒစီယာကမစ္စတာပရန်လာလို့ပြောချိန်မှာ no ပရန်လို့ပဲခေါ်ပါဆိုပြီးပြန်ပြောတယ်အဲ့ဒီနောက်တစ်ဖက်နဲ့တစ်ဖက်ကပုပပပပဲဆက်ဆံရင်ပြောဆိုကြပြီးပရန်ကတော့ရှက်သွေးဖြာတဲ့မျက်နှာနဲ့ရင်မောနေပါတယ်ဒီအချိန်မှာအချိန်က12နာရီထိုးတော့မှဖြစ်တာကြောင့်ဒစီယာတို့ကပြန်မှုလုပ်တယ်ပရန်ကတော့ကျေးဇူးတင်စကားကိုအနူးညွတ်ပြောဆိုနေပြီးဘာမှမဆိုလုပ်ပေးနိုင်တာရှိရင်ပြောဖို့ပြောပါတယ်ဒစီယာကတော့သူ့အတွက်တစ်ခုခုလုပ်ပေးနိုင်မလားမေးချိန်မှာပရန်ကပျော်ရွှင်သွားတယ်အကိုကျွန်တော်စီကဘာမှမဆိုတောင်းဆိုနိုင်တယ်ဒီအချိန်မှာပဲဒစီယာကပြုံးပြီးဒါဆိုမင်းငေါ့ဖွဲ့တဲ့ကိုဝင်ပေးနိုင်မလားဒစီယာကအဖွဲအကြောင်းဆက်ရှင်းပြဖို့လုပ်ချိန်မှာပဲဟုတ်ကျွန်တော်ဝင်မယ်အခုဖို့ကိုကျွန်တော်ဝင်ပါမယ်ဟီဘရီယန်အကယ်ဒမီရဲ့အစာအုပ်တစ်ခုတည်းကအခန်းတစ်ခုကိုဒစီယာတို့၃ယောက်ရောက်လာတယ်ပရိုဖက်ဆာဘရစ်ဂျက်တယောက်ကတော့တကားခောက်တန်ကြရလို့လှမ်းကြည့်လိုက်ပါတယ်ဒစီယာကအခန်းတစ်ခါကိုဖွင့်ကဝင်လာပြီးကျွန်တော်တို့ရဲ့ဝင်ရောက်လာမှုအတွက်ခွင့်လွှတ်ပေးပါရိုမန်တီကာကတော့အားအသင့်တဲ့နှလုံးတွေနဲ့အခန်းကိုကြည့်နေတယ်ဒီအချိန်မှာမမင်းကိုမျှော်နေခဲ့တာကျောင်းသားဒစီယာကမတွေ့ရတာကြာပြီနော်ပရိုဖက်ဆာဘရစ်ဂျက်ကတကယ်ကိုမတွေ့ရတာကြာခဲ့ပြီကွယ်လာထိုင်ကြထို့သူပြောလိုက်ပြီးလက်ဖက်ရည်နဲ့ဒစီယာတို့ကိုအခက်ပါတယ်ဒစီယာကအလုံများတဲ့ကြားကသူတို့ကိုတွေ့ပြီးလို့ပရိုဖက်ဆာဘရစ်ဂျက်ကိုကျေးဇူးတင်ကြောင်းပြောတယ်ပရိုဖက်ဆာဘရစ်ဂျက်ကလည်းဝင်ငွေဆောင်မွေးတုန်းကဆွမ်းဆောင်ချက်တွေကြောင့်အံ့အားသင့်သွားရပြီးဒစီယာရဲ့လှုပ်ဆောင်ချက်တွေကိုသဘောကျကြောင်းပြောတယ်ဒစီယာကတော့ကြားရချိန်မှာရှက်ကိုနဲ့ပဲခေါင်းကိုကုပ်လိုက်ပါတယ်ပရိုဖက်ဆာဘရစ်ဂျက်ကတော့ချီကျူးစကားကိုဆက်လက်ပြောဆိုနေတော့မှာပဲရိုမန်တီကာကတော့လက်ဖက်ရည်ကိုသာတောက်နေခဲ့တယ်ပရိုဖက်ဆာဘရစ်ဂျက်ကတော့ဆွမ်းဆောင်မှုရှိပြီးတာယာတဲ့အတန်နဲ့မင်းကအရန်ထူးခြားလွန်းတယ်ငါရဲ့ချင်းချက်ထားတဲ့အရာတွေကိုအယုံကြည်မဲ့တော့အောင်လုပ်ပြနေတယ်လို့ခံစားရတယ်ကွာဒါကိုကြားရချင်းဒစီယာကတော့ချွေးတီးတီးကြနေပြီပဲဖြစ်ပါတယ်အဲ့ဒါကိုမြင်တွေ့လိုက်ရတဲ့ Professor Bridget ကဟာငါကဒီတိုင်းလေးကလိရပါကွာလက်ဖက်ရည်မအေးခင်တောက်လိုက်အောင်ဒ
ဒီလက်ဖက်ရောက်ကဟတ်နာကလာတာရဖို့တော်တော်လေးခက်တယ်တစီယာတို့လက်ဖက်ရည်တောင်းနေချိန်မှာ Professor Bridget ကမေးလိုက်တယ်ကျောင်းသားတစီယာမင်းအဖွဲ့ကိုတီထောင်ခြင်းနဲ့ရည်ရွယ်ချက်ကဘာလဲတစီယာကပြတ်သားတဲ့မျက်ဝန်းလေးနဲ့ကျွန်တော်အဖွဲ့ဝင်တွေနဲ့အတူအဆင့်တိုးပြီးတော့ Alpha Dance ကိုပြောင်းနေတာပါ Professor Bridget ကတော့အဓိပ္ပာယ်ပါပဲကြည့်လိုက်တယ်အဲ့ဒီနောက်သူမကခက်ခဲတဲ့အလုပ်ဖြစ်မှာနော်မင်းအဲ့ဒါကိုသတိထားမိရဲ့လားတစီယာကတော့သိပါတယ်လို့ပြန်ဖြေတယ်ဒီအချိန်မှာ Pran က Alpha Dance ကိုပြောင်းစေချင်တာကဘာကိုအတိအကျဆိုလိုတာလဲမေးလိုက်တယ် Professor Bridget ကရှင်းပြတယ်ငါတို့ Academy မှာအဆင့်ပေးတဲ့စနစ်ရှိပြီးငါတို့ Academy ကကျောင်းသားတွေအဆင့်တိုးပေးတဲ့စာမေးပွဲတစ်ခုပဲအဲကနေထိပ်တန်းကျောင်းသားအယောက်30ကိုရွေးချယ်ပြီးကျောင်းသားတွေကိုနောက်ဆောင်မိဖို့အတွက်နေရာချပေးကအဆင့်5ရိတ်ကဘာကိုဝင်ပြီးအထူးတောင်းဝင်ထမ်းဆောင်စေတယ်အဲရိတ်ကဘာကိုကြွယ်ဖက်နိုင်တဲ့ကျောင်းသားတွေကိုတဦးချင်းအဆင့်ဆိုတဲ့အထူးဘွဲ့ကိုပေးပြီးအဲကအဆင့်တွေကိုမူတည်ပြီးတော့ဘီတာတန်းကနေ Alpha တန်းကိုပြောင်းဖို့ဆုံးဖြတ်ပေးတယ်ဒါပေမဲ့ကျောင်းသားတစီယာကတော့ရိုးရိုး Alpha တန်းကိုအဆင့်တိုးပြောင်းနေတာမဟုတ်ပဲထိပ်တန်းကျောင်းသား9ယောက်ထဲကတယောက်ဖြစ်နေတာပြီးတော့တဦးချင်းအဆင့်တက်သူဆိုတဲ့ဘွဲ့ကိုလိုချင်တာမှန်ရဲ့လားတစီယာကဟုတ်ပါတယ်ပြန်ဖြေတယ်ဒီအချိန်မှာ Romantica တယောက်အလန့်တကြားနဲ့နင်းပါကိုပြောတာလေဒီယူနေပြီလားကျောင်းသားအယောက်30လေးပါဖို့လို့ရတာနဲ့တင်တော်တော်ခက်နေပြီအဲ့ထဲမှာပါရင်တော့ပီတာတန်းကမှဝိုင်းကျင်တာခံရမှာပဲ Professor Bridget ကကျောင်းသား30ကိုရွေးတာကနမေရအဖွဲ့ကထူးချွန်ကျောင်းသားတွေဖြစ်ပြီးအဲ့အဖွဲ့အလုံးကလည်း Alpha တန်းကကြီးပဲအကယ်၍ပီတာတန်းကရွေးခဲ့မယ်ဆိုရင် Pran ကဂျားကနေထားပြောလိုက်တယ်ကျွန်တော်တို့ကိုဖယ်ထုတ်ဖို့သူတို့လုံးနေတယ်များလုပ်ကြမှာပဲ Professor ကမှန်တယ်မင်းတို့ Alpha တန်းကကျောင်းသားတွေရဲ့ပြစ်မှတ်ဖြစ်သွားလိမ့်မယ်တစီယာကတော့ဒါကဘာလို့ကျွန်တော်တဦးချင်းအဆင့်တက်သူဆိုတဲ့နေရာကိုရည်ရွယ်ရလဲဆိုတဲ့အချက်ပဲ Romantica ကတော့ဂျားကနေတပင်းချနေတယ်တစီယာကတော့ Professor Bridget ကိုအချိန်ကြီးသုံးသပ်ခိုင်းတယ် Professor ကစွမ်းဆောင်ရည်မရှိတဲ့ကျောင်းသားတွေကိုတင်ပေးမှာမဟုတ်ဘူးဆိုတာက Alpha တန်းကထုတ်မဲ့စင်ကြီးဖြစ်လာမဲ့စကားတွေပဲစွမ်းဆောင်မှုကိုတွတ်တောင်းအောင်လုပ်နိုင်ရင်တော့အတိတ်ပဲမရှိတဲ့ဆုံးမချက်တွေကိုပြောင်းလဲဖို့အချက်ပြမှုဖြစ်လာလိမ့်မယ်အဲ့ဒီနောက် Professor ကကောင်းပြီငါမင်းတို့ကိုအဖွဲအပြည့်ခွင့်ပြုပေးမယ်ဒါပေမဲ့ငါမင်းကိုခွင့်ပြုချက်မပေးခင်အတီးပြုချင်တာရှိတယ်ကျောင်းသူ Romantica Arrow ကျောင်းသား Pran Schneider မင်းတို့ရဲ့သဘောတူညီချက်ကိုလိုတယ်ကျောင်းသားတစီယာရဲ့ရည်ရွယ်ချက်ကိုကြားပြီးတဲ့နောက်သူ့အဖွဲ့တွေကိုမင်းတို့ဝင်ញညသေးလား Hebrion Academy ရဲ့လေ့ကျင့်ရေးစင်တာမှာကျောင်းသားတွေကအပြင်းထန်လေ့ကျင့်နေကြတယ် Romantica တို့လည်းထိုနေရာမှာရှိနေပြီးသူမကဒီနေရာကမိုင်းလိုက်တာကန်ဆိုးတာကငါတို့ဒီနေရာကိုအသုံးပြုလို့မရဘူး Alpha တန်းကကျောင်းသားတွေပဲတီးတက်ဝင်ရတာသူတို့ကအရန်ကန်ကောင်းကြတာပဲဒီအဆောက်အဦကိုသာငါတို့အပေါ်အသုံးပြုခဲ့ရင် Academy ကငါထောက်ရသက်သာရှိမိမှာဒါကတော့လေ့ကျင့်ရေးစင်တာရဲ့ထိပ်ဆုံးအလွှာပဲဖြစ်ပါတယ် Romantica တယောက်ကတော့ထိုနေရာမှာအလန့်တကြားဖြစ်နေတယ်တောက်ရောက်သားထိတ်ဆုံးလာကရှုပ်ပွက်ညစ်ပတ်နေတဲ့အခန်းတစ်ခုထဲကိုရောက်လာခြင်းဖြစ်ပါတယ်။ Pran ကတော့ဒီနေရာမှာပုံရိပ်ရမ်းပေါ်လိုက်တာဒီအချိန်မှာ Pran တယောက်မျက်လုံးပြူသွားတယ်လို့ Romantica ကလည်းဘာဖြစ်တယ်လဲဆိုပြီးအလန့်တကြားမိလိုက်တယ်။ Pran ကအလန့်တကြားနဲ့တခုခုကဒီနေရာမှာရှိနေတယ်။တစီယာကတော့နှစ်ပေါင်းများစွာဒီနေရာကိုမသုံးတော့ကြွက်တွေလည်းဒီမှာရှိလောက်တယ်။ Romantica ကတော့ကြွက်လို့ကြားတာနဲ့ငါထပ်သွားရမယ်။ငါဒီကထပ်သွားရမယ်လို့တူညွှန်နေတယ်။တစီယာကတော့နောက်ကျအသားကြောက်သွားမှာပါဆိုပြီး Romantica ကိုအထဲတွန်းနေတယ်လို့ Romantica ကလည်းအော်ပြောနေတယ်။အာငါတည်သွားလိမ့်မယ်ကြွက်တွေကငါ့ကိုတတ်လိမ့်မယ်အဲ့ဒီနောက်ကပြားတစ်ခုကိုအသုံးပြုလိုက်ချိန်မှာအခန်းထဲကအပြာရောင်မော်လင်းကြောက်တွေကလည်းလင်းလာပြီးတခန်းလုံးကိုအလင်းရောင်ပေးလိုက်ပါတယ်တစီယာကဒီနေရာကမစိုးပါဘူးပြောနေတယ်လို့ Romantica တို့ကလည်းမျက်ရည်ဝမ်းအောင်လန့်နေပါတယ်ဒီအချိန်မှာပဲတောင်းရောက်သားအမောင်လူတွေကအနီရောင်မျိုးလုံးမျိုးစာကိုတွေ့လိုက်ရပြီး Romantica နဲ့ Pran ကတော့တေလူအောင်လန့်နေကြပါတယ် Pran ကမေလဲတော့မလို့ဖြစ်နေတယ်လို့ Romantica ကလည်းငယ်တန်းပေါအောင်နေတယ်သူတို့စီလာနေတာကတော့ကြွက်အုပ်ကြီးပဲဖြစ်ပါတယ်ထိုအော်တန်တွေကြောင့်ကြွက်တကောင်ကမကြည်ကြီးနဲ့ပူးကြည်သွားပါသေးတယ်Pran ကမျက်ဖြူဆိုင်နေတယ်လို့ Romantica ကလည်းတစီယာကိုတက်ခွာထားပါတယ်တစီယာက Romantica ကိုလွတ်ဖို့စိတ်ကူးမရှိဘူးလားဆိုပြီးစိတ်ထဲကနေပြောလိုက်တယ် Romantica ကတော့တင်းကျပ်စွာဖတ်ထားဆဲပါပဲတစီယာကငါတို့ရွေးချယ်စရာမရှိဘူးနဲ့တူတယ်ပြောချိန်မှာ Romantica ကဝမ်းသာစွာနဲ့ငါတို့ဒီကနေထွက်သွားကြတော့မှလားယင်တစီယာကတော့ငါကချက်တွေကိုတာဝန်ယူမယ် Romantica နေကကြမ်းမြင့်ဝင်တက်ရှင်းရေးလုပ်ပေးနိုင်မလား Romantica ကတော့ဒေါသတကြီးနဲ့ထအော်တယ်မင်းပါရီပြောနေတာလေငါတေးရင်တော့ဒီခန်းကိုမသုံးညင်ဘူးတစီယာကတော့အပြုံးနေပဲငါတို့ဒီနေရာကိုသုံးရလိမ့်မယ် Romantica ကမကြည်ကြီးနဲ့ကြည်နေတယ်လို့ Pran ကလည်းမျက်ဖြူဆိုင်နေသေးပါပဲအဲနောက် Pran တယောက်လက်ကားတက်မှာထိုင်ရလေးတတိရလာပါတယ်ဘယ်ကိုရောက်နေတာလဲလို့တော့တွေးလိုက်ပါသေးတယ်အဲနောက်တစီယာတို့ရှိရာကိုလာလိုက်ပါတယ်တစီယာတို့ကလည်းနိုးလာပြီလားဆိုကဒီနေရာကိုသူတို့ရှင်းပြီးသွားပြီဖြစ်ကြောင်းပြောလိုက်တယ် Pran ကသူမပါပဲလို့ပြောချိန်မှာတစီယာကတော့မပါလဲရပါတယ်လို့ပြန်ပြောတယ်အဲနောက် Romantica ကရေချိုးချင်နေပြီဖြစ်ကြောင်းပြောချိန်တစီယာကတော့အပြုံးနဲ့ Pran လည်းနိုးလာပြီဆိုတော့ငါတို့လေ့ကျင့်ရေးကိုစကြမလား Romantica ကတော့ဒေါသထွက်နေပါတယ်Professor Bridget ရဲ့ရခင်က Romantica နဲ့ Pran တို့ကိုမေးတဲ့ဖြစ်ရမှာ Romantica ကတော့ငါဒါကိုမယုံနိုင်ဘူး Academy မှာငါထပ်ပိုတန်မာတဲ့သူအများကြီးရှိပြီးငါဘလောက်ပဲဒီအခြေအနေကိုစူးစမ်းစဉ်းစားပါစီငါလိုမော့ဆော့ဝိုင်းနှစ်ခုမှော်စရာကထေဆုံကိုရောက်ထဲပအောင်လုပ်ဖို့မဖြစ်နိုင်ဘူးငါတယောက်တည်းဆိုပေမဲ့လည်းဟူးငါတစီယာတို့ဖွဲ့တယ်ကိုဝင်မယ်လက်ရှိလေ့ကျင့်ရေးအခန်းတွင်မှာတော့ Romantica ကငါအဖွဲ့ထဲဝင်မယ်ပြောထားတာမကြသေးဘူးငါဒီဆုံးဖြတ်ချက်ကိုစလောင်းရလာပြီကောင်းပြီငါလုပ်မယ်ရ
လေ့ကျင့်ရောအခုပဲစကြတာပေါ့ရောက်လိုက်ကြစို့